ပါမိတော့တခုလိုပါဒီနေ့နေကြတော့ပြပုံဖြစ်မှာစိုက်ခဲ့ဘူးတဲ့သမိုင်းနေတာဒီနေ့တီလာမှာမင်းကြောင့်အလုံးပြောစီပေါ်ကွာဘဝကနေမရှိရလေနှိမ်ချတတ်ပါစေဘယ်တော့မှမရှုံးမှုကွာညီလေးရနေမင်းကြောင့်ပြောချိန်မှာလူတွေဝမ်းမြောက်ရစေပါကိုရဲ့သမိုင်းချောင်းကိုသာရေးပါ